Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကခောက်ဆွဲကြော်ကိုလှလှလေးစပြမှာဖြစ်ပါတယ် အပင်းကိုရောက်နေတော့မိစ္ဆာနဲ့ဒီနေ့တရုတ်ရဲ့လက်လုံခောက်ဆွဲဆိုင်ကိုစပြတာပါတော့နာမည်က She Bay Handmade ဆိုတဲ့ restaurant ပါလေဒီကစစ်နီမြောက်တဲ့အပင်းမှာရှိနေရပါတော့ဒီနေ့ဒီကအထဲမှာတရုတ်ပုံနေမယ်တရုတ်ကတော့ဒီနိုင်ငံမှာလက်လုံခောက်ဆွဲတော်များတယ်ပါတော့ဒီနေ့ကျွန်တော်မှာလာတယ်ချက်ပြပါတယ်ဒီကောင်ကဒီနေ့မှာလိုက်တာကဆိုင်ဒီကတော့ handmade တွေပါဒီကတော့ခောက်ဆွဲကြော်ပါတော့ခောက်ဆွဲကြော်ကိုအမြဲတမ်းနေမှာလိုက်တယ်ဈေးနှုန်းကတော့16.8เนาะသူကတော့ဒါလေးမှလာပါတယ် spicy pork in the same လို့နေပေါ့နော်ဒီကဘယ်လောက်လဲဆိုတော့ A28 ဆိုတော့သူက18.8နည်းနည်းပိုသေးသေးရပါတော့ဒီမှာတော့ handmade ဟိုပါတယ်များတော့ကျွန်တော်ဒီတိုင်းပြီးတော့စားကြည့်ရတဲ့ပေါ့နော်အဲ့တော့ကျွန်တော်ခောက်ဆွဲတွေလာမှာပဲတက်တွေ့ကြပါပြောရမယ်မြန်မာနိုင်ငံမှာဟိုထိုင်နေဟိုရှမ်းခောက်ဆွဲတွေပါလေရှမ်းတိုင်းတွေမှာထိုင်နေ fight လေးပုံရတယ်ဘာဖြစ်လို့လဲဆိုတော့ဒီကရင်းနှီးချမ်းပါတော့ရင်းနှီးချမ်းရဲ့ရင်းနှီးဝရဲ့ထူးထူးခြားခြားချပေးတာပေါ့နော်အဲ့တော့ထပ်ပါ Yeah thank you အဲ့တော့မာလိုက်ခောက်ဆွဲကြော်လာပါပြီ beef နေပါစမိုင်းဟာမလာသေးဘူးနော်ကိုကရင်တော့စားကြလိုက်မယ်နော်ရတာမြန်မာပြည်နဲ့တူတာစားလိုက်ပါမယ်မြန်မာနိုင်ငံတော့မတူတရုတ်ကတော့တရုတ်ကောင်ဆိုကြော်ရတာပဲပေါ့နော်ပြည်လေးစားကြည့်ရောကောင်းစားတာနူးပြီးတော့ကောင်းတယ်ဆိုတော့တရုတ်စားတယ်ဒါပေမဲ့မြန်မာနိုင်ငံကရက်ဆိုင်တွေရောက်တဲ့ခေါင်းလေးကြော်တာလုံးဝမပြီးသေးဘူးဟုတ်ပါပဲဒါတပွဲကို16.8ပေးရပါတယ်thank you ဒါတော့နောက်တစ်မျိုးပေါ့နော်ဒါခုနကမှာလာတဲ့ spicy pork ရဲ့ interesting ဖြစ်ပါတယ်ဒါပုံမေးပေါ့နော်အရင်ဆုံးဝင်ကြည့်ပါမယ်ကျွန်တော်ဝင်ရအောင်တော့ pork interesting လေးကိုတော့ရင်စားပြလိုက်မယ်ပေါ့နော်အဓိကဒါ pork interesting မှာဒီကပိုရှင်းနေရလေတပွဲတော့အရင်များရယ်ပတ်စံ18ချက်လောက်ပေးထားလို့ရမယ်ခေါက်ဆွဲကြတားများရယ်ပေါ့နော်တပွဲတစ်ပွဲအင်းတာဒါအောင် pork interesting ဘောနေတော့အောင်မင်းထိုင်မှာထားရဘောမာကြီးတော့သိရအဲ့လိုမျိုးရောက်လာမျိုးရတယ်အောင်စရတော့ခုနကတော့မင်းကြပြီးသွားတယ်ဒါပေမဲ့အစိမ်းပဲဖြစ်မှာပါဒီရတာပဲဒါနည်း spice ဆိုတော့ဆက်မယ်သူကအဲ့လောက် strong မဖြစ်ဘူးဒီကတိတ်ဆက်မစားလို့လားနော်တိတ်တော့ strong မဖြစ်ဘူးဟောမှာရတာတော့ခေါင်းဆွဲကြော်တဲ့ပုံတော့သူ့ရဲ့လေသားရဲ့ဟာပေါ့နော်အဲ့ဒါကပါမယ်မဟုတ်ဘူးဒီချက်လေးတောက်ပေါ့နော်ကိုရှင်းနေကြည့်ပါဦး